အသက်က30ပဲရှိသေးတယ်40ပဲရှိသေးတယ်အသက်ငယ်နဲ့ဘာကြောင့်ထင်သလောက်မစွမ်းတော့တာလဲအဲ့လိုမျိုးသူတွေရှိလားအဲ့လိုမျိုးသူတွေရှိရင်ဒီဗီဒီယိုလေးကိုစုံအောင်ကြည့်သွားနော်အဲ့လိုမျိုးဘာကြောင့်လဲဆိုအဓိကကိုယ့်ရဲ့ခန္ဓာမှာရှိတဲ့ဟော်မုန်းပမာဏတွေလျော့နေသွားတာကြောင့်ဒီပမာဏနည်းလာတာနဲ့အမျှအဲ့ဒီအမျိုးသားတယောက်ပဲဖြစ်ဖြစ်အမျိုးသမီးပဲတယောက်ပဲဖြစ်ဖြစ်နေလို့ထိုင်လို့လုံးဝမကောင်းဘူးအမျိုးသားတွေဆိုရင်စွမ်းဆောင်ရည်ပါသူကတပါတဲ့ကြာဆင်းသွားပါတယ်ရှင်နော်ဟော်မုန်းတွေအားနေတဲ့အကြောင်းရင်းတွေကအများကြီးရှိတယ်တချို့တဝက်ကိုမိသေးပြောပြမယ်ဘာကြောင့်ဒီလိုမျိုးအားနေရတယ်လဲပေါ့နော်အသက်အရွယ်ကြောင့်အသက်အရွယ်တစ်ခုရောက်လာပြီဆိုအမျိုးသားတွေကဟော်မုန်းတွေအားနေတဲ့ဟော်မုန်းတွေကြာဆင်းနေနော်အဲ့လိုမျိုးတွေနဲတယ်ဟော်မုန်းတွေအားနေဟော်မုန်းတွေကြာဆင်းပန်းမလက်နိုင်မြန်နေညှို့နေဖြစ်တတ်တယ်နော်ပြီးလို့ရှိရင်စိတ်ဖိစီးမှုများနေတာကို့မှာကအတွေးတွေများစိတ်ဖိစီးမှုတွေများဘလို့မှအဆင်မပြေပါဘူးကျန်းမာရေးအခြေအနေကြောင့်ကို့မှာဒီကျန်းမာရေးတစ်ခုခုရှိလို့ဒီလိုမျိုးဆေးတွေသုံးနေရတယ်နော်အဲ့ဒါကြောင့်ပြီးရင်အရက်ဆေးလက်ဒီလိုမျိုးတွေကိုအများနဲ့ဆွဲသုံးနေတဲ့သူတွေပြီးလို့ရှိရင်လေ့ကျင့်ခန်းတွေအလွန်အကျွံလောက်တာနောက်တစ်ခုကကြတော့ကိုယ့်ရဲ့ relationship အခြေရေးအိမ်တော်လေးမှာဒီလိုမျိုးပြဿနာတွေရှိနေလို့ရှိရင်ဟော်မုန်းတွေအားနဲ့ဟော်မုန်းတွေကျဆင်းနေအဲ့ဒီအထားကြရင်ကိုကထင်သလောက်မစွမ်းတော့ဘူးစွမ်းဆောင်ရည်တွေကျဆင်းနေစိတ်သွားတိုင်းကိုလုံးဝမပါတော့ဘူးเนาะဒါကြောင့်ဒီလိုမျိုးတွေမဖြစ်ချင်ဘူးဆိုရင်ကိုကဖြစ်စွက်တင်တာကိုဖြစ်စွက်ပါကာကွယ်ခြင်းကကုသခြင်းတဲ့ပို့ပြီးတော့ထိရောက်တယ်အဲ့ဒီအတွက်ကြောင့်ဟော်မုန်းညီညွတ်ဖြစ်စွက်စာလေးတွေစားပေးပါနေသက်စီမှာဆိုရင် Jolie M ရှိတယ်တက်လုံးနေကောင်းတယ်မောဘတ်မှုတန်တွေကိုခဏနဲ့ဆွမ်းဆောင်တွေကိုမြင်မာစေတယ်စိတ်သွားတိုင်းကိုပါမယ်အိမ်တော်ရေးဒုက္ခကိုပြေးသွားစေတယ်အကျော်ပေါင်းစုံအကျော်ပေါင်းတစ်ထောင်အတူစေသူ့ကိုတောင်းလေလုံးဝမဖြတ်ဘူးလူပြိုလဲတောက်လို့ရတယ်အိမ်တော်တွေလဲတောက်လို့ရတယ်ဘေးဥပတ်လုံးဝ